ခြေခံတင်ချမှုများကိုသာမကတာဝန်ယူမှုစီကံရှိမှုအပြန်အလှန်လေးစားမှုတို့ကိုသင်ယူလာခဲ့ကြပြီမူလာတဲ့အစီကိုအောင်မြင်စွာပြီးဆုံးခဲ့ကြပါပြီဆက်လက်ပြီးနောက်တစ်ဆင့်ကိုတက်လှမ်းကြဖို့ကိုလည်းအစီအစဉ်ဖြစ်နေခဲ့ကြပါပြီဒါကြောင့်မူလာတဲ့ပြီးဆုံးကြောင်းဝဲလက်မှတ်ကိုကျောင်းသားကျောင်းသူများလည်းရောက်ပြီးအချင်းပြီးသွားတော့မှာပဲဖြစ်ပါရဲ့ခင်ဗျာကျောင်းသားကျောင်းသူလေးများကိုယ်တိုင်တီးဆိုတန်ခါသောရေမအချင်းဖြစ်တီးဆိုကောင်းတဲ့ပုံပြမှုကိုဝမ်းသာစွာကြည့်ရှုအားပေးကြပါဦးခင်ဗျာ